ပြီးခဲ့တဲ့ရာသီကတန်းစင်းဆောင်အနေရကနေ2မှတ်အလိုနဲ့တီတီလေးလွတ်ခဲ့တဲ့စပါအသင်းဟာအခုဆိုရင်တော့သူတို့ရဲ့ဒီအားနည်းတဲ့ခံစစ်ပိုင်းကိုအဓိကပြင်ဆင်ဖို့စ조사နေတယ်ဆိုတော့ဒီလိုစ조사မှုအတွက်ကိုသူတို့ကပရီးမီးယားလိအတွေ့အကြုံရှိတဲ့နောက်ခံလူကစားသမားတစ်ယောက်ကိုခေါ်ယူတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီကသွင်းကို58ဂိုးအထိတောင်ဖွင့်ပြပေးရတဲ့သူတို့ရဲ့ခံစစ်ပိုင်းကအကြီးအကျယ်လိုအပ်နေတာကိုသူတို့ကိုယ်တိုင်လည်းသူတို့သိတယ်ဆိုတော့နီးပြဒီဇာဘီကလည်းလီဗာပူးကနောက်ခံလူဟောင်းအင်ဒီရောဘစ်ဆန်ကိုအလွတ်သဘောနဲ့သူတို့ကခေါ်ယူပြီးတဲ့နောက်မှာတော့အခုအခါမှာဘုံမောက်နောက်ခံလူမာကိုစီနီစီကိုပါအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဒုတိယမြောက်ကစားသမားအဖြစ်၄နှစ်စာချုပ်ဆိုလိုက်ပြီးဖြစ်တယ်ဆိုတော့ဒီအပြောင်းလဲကိုနာမည်ကျော်အပြောင်းအရွှေ့ကျွမ်းကျင်သူ Fabrizio Romano ကဖော်ပြခဲ့တာဖြစ်တယ်ဆိုတော့စီနီစီဟာပြီးခဲ့တဲ့ရာသီကဘုံမောက်အသင်းကိုပရီးမီးယားလိမှာအဆင့်6နေရာဒါတော့ဘုံမောက်အသင်းအနေနဲ့သမိုင်းတစ်လျှောက်မှာအမြင့်ဆုံးအဆင့်လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီလိုမျိုးရောက်အောင်သူကပွဲထွက်38ပွဲလုံးကစားပြီးတော့ဂိုးဖန်တီးမှု9ချိန်ထိပြုလုပ်ပေးခဲ့တဲ့သူဖြစ်တယ်ဆိုတော့ဒီဇာဘီရဲ့ဘောလုံးပိုင်ဆိုင်မှုအခြေပြုကစားကွက်မှာကောင်းကောင်းအံဝင်ခွင်ကြဖြစ်မဲ့သူလို့သူတို့ကသုံးသပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုခေါ်မှာဖြစ်တယ်ဆိုတော့ခံစစ်မှာခေါင်းဆောင်မှုပိုင်းလိုအပ်နေတဲ့စပါအသင်းအတွက် Robertson နဲ့ Sinisi တို့လိုပရီးမီးယားလိအတွေ့အကြုံရင့်ကစားသမားတွေကိုအလွတ်သဘောနဲ့ရလိုက်တာကအကြီးအကျယ်ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်တဲ့စပါအသင်းအတွက်ဒါပေမဲ့ဒီသတင်းရဲ့နောက်ွယ်မှာကနောက်ထပ်အခြေအနေတစ်ခုရှိသေးတယ်အဲ့ဒါက Sinisi ရောက်လာတဲ့အတွက်လက်ရှိစပါရဲ့အမာနောက်ခံလူတွေဖြစ်တဲ့ Mickey Van de Ven နဲ့ Christian Romero တို့အနာဂတ်ဟာမရေမရာကာလတွေဖြစ်လာတော့မှသိကြတယ်ဆိုတော့ Van de Ven ကဘယ်ဘက်ချမ်းခံစစ်ကိုအကြိုက်တွေ့သူဖြစ်တယ်လို့နေရာတူစီနီစီနဲ့အပြိုင်ဖြစ်လာနိုင်တယ်လို့ပရိသတ်ရဲ့ဝေဖန်မှုခံနေရတဲ့ Romero နဲ့နေရာအတွက်လဲ Brighton နောက်ခံလူဘန်ဟေကီကိုစပါအသင်းကထပ်မံပြစ်မှတ်ထားနေတယ်လို့ဆိုတယ်ဆိုတော့ခံစစ်ကစားသမား2ယောက်စလုံးကိုတပြိုင်နက်တည်းလဲလို့ရဖို့ရှိနေတဲ့စပါရဲ့နောက်တန်းဟာလာမယ့်ရာသီမှာလုံးဝအသစ်ပြင်ဆင်ထားတဲ့ပုံစံမျိုးကိုမြင်တွေ့ရဖို့ရှိနေတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ပြီးခဲ့တဲ့ရာသီကခံစစ်အမှားတွေကြောင့်တန်းစင်းစုံမှာတီတီလေး2မှတ်နဲ့လွတ်ခဲ့ရတဲ့စပါအသင်းဟာအခုဆိုရင်တော့ Robertson နဲ့ Sinisi တို့ကိုအလွတ်နဲ့ခေါ်ယူပြီးခံစစ်ကိုအားဖြည့်လိုက်ပြီးဖြစ်တဲ့အတွက်ဒီအပြောင်းအရွှေ့ပေါ်မိတ်ဆွေတို့အနေနဲ့ဘယ်လိုမြင်ပါလဲ comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာ